အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ lab ကင်လို့ခေါ်တဲ့ထိုင်စားတာတစ်မျိုးလှုပ်ရှားပြီးလို့ပြန်လဲမျှဝေလိုက်ပါတယ်ဇီယာနဲ့တင်တင်လေးနဲ့တော်တော်လေးကိုမှစားလို့ခေါ်တဲ့ထိုင်စားတာတစ်မျိုးဖြစ်ပါတယ်မြန်မာလိုခေါ်မယ်ဆိုလို့ရှိရင်တော့ထိုင်ချက်စင်ကိုတုပ်လို့ခေါ်လို့ရပါတယ်ကျွန်တော်ကတော့ထမင်းပူပူလေးနဲ့တွဲစားတော့ပို့ပြီးတော့သဘောကျပါတယ်။ပေါ်ဝင်ပစ္စည်းတွေကတော့ချက်စင်ကိုရဲ့တမယာသေးချက်သွန်းဒီဆန်လမုတ်မြို့တီမုတ်ပူစီနန်နဲ့ရှားနန်နန်တို့ဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးနေနဲ့ရှားနန်နန်နဲ့ပူစီနန်ကိုရေဆေးထားပေးလိုက်ပါမယ်ပြီးတော့လို့ရှိရင်တော့ရှားနန်နန်ကိုခက်သေးသေးလေးလှီးထားပေးလိုက်ပါမယ်ခင်ဗျာပူစီနန်ကိုကြတော့လက်နဲ့ပဲခြွေထားပေးလိုက်ပါမယ်ခင်ဗျာပြီးတော့လို့ရှိရင်တော့ချက်သွန်လှီးပါမယ်ချက်သွန်တွေကိုမထူမပါလေးလှီးပေးရပါမယ်တအားထူလွန်တအားပါလွန်သွားလို့ရှိရင်အတော့တဲ့နေရာမှာစားလို့မကောင်းတော့ပါဘူးခင်ဗျာပြီးတော့လို့ရှိရင်တမယာသီးစိတ်လေးတွေလှီးထားပေးလိုက်ပါမယ်ခင်ဗျာအခုဆိုလို့ရှိရင်တော့အသီးရွက်တွေအားလုံးကတော့အသင့်ဖြစ်သွားပါပြီခင်ဗျာချက်သွန်မိန်နဲ့ရှောက်နူရွက်ကတော့ကြိုက်လို့ရှိရင်ထည့်လို့ရပါတယ်ကျွန်တော်ကတော့မထည့်တာပါဘူးခင်ဗျာပြီးလို့ရှိရင်တော့ကြက်သားပြုတ်ဖို့အတွက်ရှင်တွေရင်တည်ပါတယ်ရေပုတ်ပတ်ဆူလာပြီဆိုလို့ရှိရင်တော့ဆောနာကကြက်သားတွေကိုထည့်လို့ရပါပြီခင်ဗျာဒီနေရာမှာဘာအသားကိုပဲပြုတ်ရေပုတ်ပတ်ဆူတဲ့နေထားကြောင့်မပြုတ်တာကပို့ပြီးတော့ဆေးဖြစ်ပါတယ်ခင်ဗျာပြီးတော့လို့ရှိရင်တော့အဖုံးပြတ်ဖုံးထားပေးလိုက်ပါမယ်ခင်ဗျာနောက်တစ်ချိန်ပုတ်ပတ်ပြန်ဆူလာပြီဆိုလို့ရှိရင်တော့ချလို့ရပါပြီခင်ဗျာပြီးတော့လို့ရှိရင်တော့ရေစစ်ထားပေးလိုက်ပါတယ်ခင်ဗျာဒီနေရာမှာတော့ရေနဲ့ပြတ်ချင်ထားပေးဖို့လိုပါတယ်စီလုံးဝမတုံပဲရေဆက်ဆက်ကလေးနဲ့တုပ်ရတဲ့အတုပ်မို့လို့ပါပြီးလို့ရှိရင်တော့အရသာစနေပါမယ်ခင်ဗျာအရသာအတွက်ကတော့ဆန်လော်မှုတ်ရဲ့ငမြရဲ့အချိုမှုတ်ရဲ့တက်မြရဲ့တုံးလာပါတယ်ခင်ဗျာပြီးရင်တော့ငုတ်သီးမှုတ်လည်းကိုစားနိုင်တဲ့လောက်ထည့်ပါမယ်ပြီးတော့လို့ရှိရင်တော့အားလုံးကိုတမတော့အောင်ရောနေထားပေးလိုက်ပါမယ်ခင်ဗျာအရသာမြည်ကြီးတဲ့အခါကျလို့ရှိရင်တော့အချင်းအငံအဆက်အရသာ၃မျိုးစလုံးပေါ်လွင်နေရပါမယ်ခင်ဗျာအရသာမြည်ကြီးလို့အဆင်ပြေသွားပြီဆိုလို့ရှိရင်တော့ဆောနာကအသီးရွက်တွေအားလုံးထည့်ပေးရပါမယ်ပြီးတော့လို့ရှိရင်တော့အားလုံးကိုနှံ့ဆက်အောင်သေချာလေးနေထားပြီးလိုက်ပါမယ်ခင်ဗျာကျွန်တော်ထည့်တဲ့ဥကသေးသွားလို့တော့တော်တော်လေးကတိကတနေလိုက်ရပါတယ်အားလုံးတမသွားပြီဆိုလို့ရှိရင်တော့ပကံတစ်ခုတည်းမှာထည့်ပြီးတော့အစားလို့ရပါပြီခင်ဗျာဇီယာနဲ့တင်းတင်းလေးနဲ့တော်တော်လေးကိုမှစားလို့ကောင်းတဲ့အတုပ်လေးတို့ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ထမင်းပူပူလေးနဲ့တွဲစားလိုက်ပါတယ်ခင်ဗျာလုံးဝကိုထိမိခွေနေတာဗျာအတန်သွင်းနေတော့မှဗိုက်စားလာပါပြီအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ